ဒီနေ့ကျမတရက်တီအစိမ်းလေးကိုတုပ်စားပါတယ်အရင်ဆုံးတရက်တီလေးကိုကျမအခွန်လွှာပါတယ်တရက်တီလေးခွန်လွှာပြီးပြီဆိုရင်တော့ကျမတရက်တီလေးကိုပဲဓာတ်လေးနဲ့ပေါက်စိတ်လုပ်ပါတယ်ပြီးရင်တော့ကျမရေဆေးပါမယ်ရေလေးဆေးပြီးပြီဆိုတော့အချင်းလေးတွေကုန်အောင်ညှစ်ထုတ်ပါတယ်ရေလေးတွေကုန်အောင်လည်းညှစ်ထုတ်ပါတယ်ပြီးရင်ကျမပစုံကြောက်ပဲမုံမြေပဲတက်တူစိမ်းရုပ်ဒီမုံလေးနဲ့ကျမတုပ်ပါမယ်တုပ်ပါတော့မှစတင်ပြီးတက်တူစိမ်းလေးကိုအရင်ထည့်ပါမယ်တက်တူစိမ်းလေးထည့်ပြီးတော့ပဲမုံလေးထည့်ပါတယ်ပဲမုံလေးထည့်ပြီးဆိုမြေပဲလေးထည့်ပါမယ်ပစုံကြောက်လေးထည့်ပါမယ်ပြီးရင်တော့ကျမစီစိမ်းလေးစမ်းပါမယ်ကျမကတော့စီစိမ်းပဲကြိုက်ပါတယ်ငါပြရည်လေးတောက်ပါမယ်ဒီချမိုးလေးနဲ့တုံးထားပါတယ်ကျမရောနေပါတယ်ဟိုလိုနေပြီးဆိုရင်တော့တရက်တီအစိမ့်တုံးလေးရပါပြီစားကြပါဦး